ဒီဗီဒီယိုထဲမှာဆိုရင်တရုတ်မရအမြင်စားပြတဲ့စီပူပူတွေကတုတ်ဖူကြောပူပူလေးကိုမှလာအမုံနဲ့တုတ်စားရတဲ့စားချင်းစီအရန်ကောက်လို့လိုက်စားကြည့်လိုက်ရအောင်နော်ဒီတုတ်ဖူကကြတော့ပုံမှန်စားနေကြတုတ်ဖူနဲ့မတူဘူးအရန်ကိုဣပြီးတော့စားကောင်းပါတယ်မြန်မာဘက်အခွာကြတော့ပေါင်ကျန်တုတ်ဖူလားပေါက်ကျန်တုတ်ဖူလားမသိဘူးနော်သစင်လည်းမသိချာတော့တီးတဲ့လူပြောပြသွားလို့ရပါတယ်နော်ထိုင်းမှာနေတဲ့သူတွေဆိုရင်တော့ဘောနော်တောက်ဟုမူကီဆိုပြီးတော့အလိုပဲရှာဝယ်လို့ရပါတယ်နော်ခုလိုမျိုးတထုပ်ကိုဘတ်50လောက်ပေးရတယ်ဆိုတော့ဈေးများတဲ့ထဲပါလေလို့တော့ပြောရမယ်သူကမြန်မာဘက်ကဝင်လာတယ်လို့မျိုးအတုံးသေးမရှိဘူးဘောနော်ခုလိုမျိုးအတုံးကြီးကြီးကိုမှအဆင်ပြေလို့ပြန်ပြီးတော့လီးဖြတ်ရတာမျိုးဒါကတော့သူ့နဲ့တွဲစားမဲ့မှလာမဟုတ်လို့ပါနော်ခုလိုမျိုးစီဆူလာပြီးဆိုတာနဲ့တုတ်ဖူတွေကိုစီတဲ့အကလုံးထည့်လိုက်ပါမယ်နော်ဒီနေရာမှာသတိပေးချင်တာပေါ့နော်အတုံးတွေကိုဒီထက်သေးပို့တုံးပေါ့နော်သစင်တုံးသွားတာအတုံးကြီးသွားတဲ့အတွက်ပေါ့နော်ခုလိုမျိုးမီးနဲ့ထည့်ရင်ဖောင်းလာမှာနဲ့ပေါ့နော်လုံးဝအိုးမဆန်တော့ဘူးရှင်ဒါတဒုံထဲပဲနော်အများကြီးမဟုတ်ရှင် तू ကမီးအပူထိတာနဲ့အရန်ကိုဖောင်းပါတယ်ပြောရကြလို့ပေါ့နော်တည်ရည်လဲကြာနေပြီဆိုတာနဲ့ဆဆားလိုက်ပါပြီရှင်အခုလေးတင်ထုတ်လာတဲ့ဟာကိုလေလုံးဝပါဇက်တွေကိုကောက်ထည့်လိုက်ရပေါ့နော်အဲ့ဒါမှပူပူလေးနဲ့ပဲစားလိုက်တဲ့ဗီဒီယိုထဲကအတိုင်းပေါ့နော်မပူဘူးလားလို့မေးရင်တော့ပူပါတယ်ပေါ့နော်ပူလားဆိုလို့မေးရင်လည်းပူပါတယ်တကယ်ကိုပူတာပေါ့နော်ဒါပေမဲ့သစင်ကပူပူလေးတွေစားရတာကြိုက်တဲ့သူအမြဲတမ်းစားကျင့်ဖြစ်တဲ့သူဆိုတော့လေအဆင်ပြေတယ်ပေါ့နော်ခုလိုမျိုးပူပူတွေစားကျင့်မရှိဘူးစားမတက်ဘူးဆိုရင်မစားပါနဲ့နော်ဘယ်သူမှရှာအပူမပါလာဘူးရှာကျက်သွားလိုက်မယ်ဒီတုတ်ဖူရဲ့အာသာချက်ပေါ့နော်ဖောင်းလိုက်ပြားလိုက်လုံနိုင်စွမ်းရှိတယ်ပေါ့နော်စီပူပူမီးပူပူနဲ့ထိတာနဲ့ဖောင်းသွားတယ်အပေါ်ရန်ရောက်သွားတာနဲ့အေးသွားတာနဲ့ပြားသွားတာပေါ့နော်အရသာကတော့ဘာမှပြောစရာမရှိဘူးဒီတိုင်းရိုးတစ်မျိုးတည်းစားမယ်ဆိုရင်တော့ဒီတုတ်ဖူအရသာပဲပေါ့နော်ဟိုချိုရာငံတာပေါ့တာဆက်တာဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့မာလာအမုံနဲ့တုတ်စားလိုက်ရင်တော့လုံးဝကိုမိုက်သွားတာပေါ့နော်အဓိကပြောရမှဆိုရင်မာလာမုတ်ပဲပေါ့နော်မာလာမုတ်ကကောင်းဆိုရင်တော့ခုလိုမျိုးတုတ်ဖူအီလေးနဲ့ဆိုအရန်ကိုလိုက်ပါတယ်ဒီတုတ်ဖူကလေခုလိုမျိုးဖဖောင်းလေးဖြစ်ပြီးဆိုရင်လေဖောက်လိုက်လို့ရတာပေါ့နော်အတွင်းထဲမှာဂလောင်လေးနဲ့အစာတွေပါတယ်တွတ်လို့လည်းရတယ်သူ့ရဲ့ဒီအရသာကလေတခြားတုတ်ဖူစားနေကြတဲ့လုံးဝမတူဘူးဈေးလဲပိုကောင်းတယ်အရသာလဲပိုကောင်းတယ်နောက်တစ်ခုပြောမှဆိုရင်ဒီတုတ်ဖူကဝိတ်မတက်ပါဘူးနော်ဝိတ်ချတဲ့သူတွေအတွက်ကိုအရန်တင့်တော်ပါတယ်ဒါပေမဲ့လည်းခုလိုမျိုးကြော်စားတာမျိုးမဟုတ်ဘဲနဲ့ကင်စားတာပဲဖြစ်ဖြစ်အရေးတောက်လောက်တာပဲဖြစ်ဖြစ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်အရသာအကြောင်းလဲတိတ်ပြီးတော့မပြောဘူးနော်တကယ်တမ်းကပြောစရာထူးထူးကိုမရှိတာပေါ့နော်ဒီတုတ်ဖူရဲ့အီလေးနဲ့အရသာခက်ပေါ့ပေါ့မှာဒီကမာလာမုတ်နဲ့ခက်ဆက်ဆက်လေးမှာတိုးစားလိုက်တာလုံးဝထိမိပဲပေါ့နော်စားနေတဲ့ရုပ်ပဲကြည့်ပေါ့နော်ကောင်းလားမကောင်းလားဆိုတာတချို့ကျတော့အသားကိုခက်အီလေးပို့စားချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့တို့ကစီကိုအများကြီးထည့်တာရွှဲလေးပေါ့နော်မီးကိုနည်းနည်းလေးပဲဖွင့်ထားတာဒါပေမဲ့တစင်ကအဲ့လိုမျိုးတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်နည်းနည်းခက်ကြွအီလေးဖြစ်ချင်တာမလို့ပေါ့နော်စီနည်းနည်းထည့်ပြီးတာနဲ့မီးကိုနည်းနည်းမများလေးဖွင့်ထားတာပေါ့နော်များလားမများသွားလားကြည့်လိုက်အောင်တို့ဖူးတွေပါဖင်မဲကုန်ပြီတို့ဖူးဖင်နေမဲကုန်ပြီဆိုတော့လေမီးကိုပိတ်လိုက်ပါပြီပေါ့နော်ဒီတိုင်းလေးပဲထပ်စားလိုက်မယ်နော်ဒါပေမဲ့ပူတာတော့တော်တော်လေးပူနေသေးတယ်ပေါ့နော်အဲ့ဒီမှာအရန်တော့မဖောင်းတော့ပါဘူးအရသာတော့လုံးဝကိုကွက်တိပြီးတာနဲ့အသားလေးကအီနဲ့စားလို့ကောင်းနေစေပဲမစားဘူးသေးတဲ့သူတွေသွားဆန်းစားကြည့်ပါနော်တကယ်ကိုစားကောင်းတဲ့ဒါပေမဲ့ခုလိုမျိုးအပြားကြီးမစားချင်တဲ့သူဆိုရင်တော့အတုံးသေးလေးတုံးပါနော်စားရတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပေါ့နော်သစင်ကတော့တရုံမတွေကြားမှာအရန်ကိုနာမည်ကြီးဟစ်နေတဲ့ဒီလိုမျိုးတို့ဘူးပေါ့နော်ပဲပြားပူပူလေးကိုဒီကမာလာအမုံနဲ့တို့စားလိုက်လှုပ်ဆန်းကြည့်တယ်ပေါ့နော်အရန်ကိုစားကောင်းတယ်ဒါပေမဲ့အပူမစားနိုင်တဲ့သူတွေဆိုရင်လိုက်မစားနဲ့နော်အရန်အန်တီရများတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်အားလုံးပဲတတာ